လက်ထဲကသပိတ်ကိုလူယူပြီးသူလောင်းထားတဲ့ကောင်းတဲ့ဆွန်းနေဆွန်းရည်တွေကိုမြောင်းနဲ့သွန်ပြစ်တယ်လောင်းတော်ဘဝကတထေးသားဖြစ်ခဲ့ဘူးတဲ့တထေးသားဖြစ်တော့သူ့မှာညီမတစ်ယောက်ဖြစ်တယ်မောင်နှမ2ယောက်အရွယ်ရောက်တဲ့အခါအကိုဖြစ်သူကအိမ်အောင်ပြုတော့သူပြုလိုက်တော့သူ့ရဲ့ဇနီးနဲ့အိမ်မှာရှိတဲ့သူ့ညီမနဲ့မတည့်ဘူးတဲ့သမီးယောက်မှတကြဲကြဲရံဖြစ်ကြတပြည့်ကြဲရံဖြစ်ပြီးတော့နေကြတော့ရှင်မကတ္တဗရဲ့ညီမလေးကကြတော့စိတ်ပြက်လာတယ်အဲ့ဒီမှာဘာဖြစ်တော့မေးရင်တရက်တော့ရှင်မကတ္တဗတို့မောင်နှမသူတို့ဇနီးမောင်နှံနေတဲ့အိမ်ပေါ့သူတို့မိသားစုအိမ်ကိုပိစိကဗုဒ္ဓတပါးဆွမ်းခံကြွားပြီးတော့လာတဲ့အခါရှင်မကတ္တဗအလောင်းတော်ရဲ့ညီမလေးကတွေ့တော့ဟဲပိစိကဗုဒ္ဓကြီးကြွားရှင်ဘုရားရတ်တော်မူပါဘုရားတိဋ္ဌတဗန္တိပေါ့ရတ်တော်မူပါအောင်ဘုရားဆိုတော့ပိစိကဗုဒ္ဓကြီးရက်ခိုင်းတော့ရက်နေတယ်တပိတ်လေးခဏစွန့်ပါဘုရားဆိုတပိတ်လေးတောင်းပြီးတော့မိဖို့ကြောင့်နဲ့သွားကောင်းတဲ့ဆွန်းနေဆွန်းရည်တွေထဲပြီးတော့မှပိစိကဗုဒ္ဓကြီးကိုကတ်တယ်ပိစိကဗုဒ္ဓကြီးကိုကတ်ပြီးတော့မှဒုတုတ်ထိုင်ပြီးတော့ထီချင်းကြီး5ပါးနဲ့ရှစ်ခိုးပြီးတော့အဲ့ဒီကလေးမှဆူတောင်းဘာဆူတောင်းလဲလို့မေးလဲတော့ဤကဲ့သို့မွန်မြတ်သောစွမ်းခဲပွဲဘောစဉ်ချိုခြင်းရတာဖျားဖျားကိုလှူဒန်းရတဲ့ကောင်းမှုကြောင့်နောင်ဖြစ်လျာဘဝတိုင်းမှာတပည့်တော်အကိုမရကဲ့သို့မိုက်မဲတဲ့မျိုးသမီးရိုင်းစိမ့်တဲ့မျိုးသမီးကြမ်းထမ်းတဲ့မျိုးသမီးဒီလိုမျိုးသမီးနဲ့တော့ဘဝတန်ត្រာဘယ်သောအခါမှမဆုံးမရစေနဲ့တဲ့ဒီစုကိုတောင်းသူအဲ့ဒီရှေ့ကိုမဲပြီးဆူတောင်းနေတဲ့ချိန်နောက်ကသူ့ကိုရဲ့အမျိုးသမီးကရအောင်မဲကြီးကျယ်လိုက်တာညီကငါနဲ့တော့တန်ត្រာနဲ့ချီပြီးမတွေ့ရစေနဲ့ဆူတောင်းညီငါကြောင့်ကောင်းကောင်းသိစေရမယ်ဆိုပြီးပိစိကဗုဒ္ဓရဲ့သပိတ်လက်ထဲကသပိတ်ကိုလူယူပြီးသူလောင်းထားတဲ့ကောင်းတဲ့ဆွန်းနေဆွန်းရည်တွေကိုမြောင်းနဲ့သွန်ပြစ်တယ်